အားလုံးပဲမင်္ဂလာပါခင်ဗျာဘန်ကောက်ဝါလဘုံပူရာကြီးနားမှာပြုလုပ်နေတဲ့ညာသေးတစ်ခုကိုရောက်ပြခဲ့ပါတယ်ဗျညာသေးကတော့3 food နဲ့စားတောက်ဆိုင်လေးတွေအများစုရှိပြီးတော့လူသုံးကုန်နဲ့ဘဝတ်ထည်ရောင်းတဲ့ဆိုင်တွေလည်းနည်းနည်းတွေ့ခဲ့ပါတယ်ဗျ3 food တွေနဲ့အစားတောက်ဆိုင်တွေကတော့စုံနေအောင်ခင်းပြီးရောင်းတာတွေ့ပါတယ်ဗျဒီနေရာမှာဈေးက10ရက်ပဲဖွင့်မယ်ဆိုတော့ဒီဈေးမှာဘာတွေဝယ်လို့ရတယ်ဘာတွေစားလို့ရမယ်ဆိုတာကျွန်တော်ရဲ့အခုဗီဒီယိုထဲကနေလိုက်ကြည့်ပေးကြပါဦးဗျဈေးကိုတော့ MRT အပြာရောင်လိုင်းစီးပြီးတော့လာလို့ရပါတယ်ဝါလဖုံးပူရာမှာဆင်းရပါမယ်ပြီးရင် exit 2ကနေထွက်ပြီးတော့ဝါလဖုံးပူရာကြီးဘေးကနေတောက်လျှောက်သွားလိုက်မယ်ဆိုရင်ဈေးနေရာကိုရောက်ပါမယ်ဗျဒါကတော့ဝါလဖုံးပူရာကြီးရဲ့မြင်ကွင်းပါဗျကျွန်တော်က exit 4ကနေထွက်လိုက်တာမို့အခုမြင်ကွင်းကိုမြင်ရတာပါ exit 2ကထွက်မယ်ဆိုရင်ပူရာကြီးဘေးကတက်စီဂိတ်လိုင်းကားဂိတ်တွေကိုဖြတ်ပြီးတော့သွားလိုက်မယ်ဆိုရင်အခုပါဆယ်တွေပို့တဲ့နေရာကိုတွေ့ပါမယ်ပါဆယ်ပို့တဲ့နေရာကနေဆိုရင်ဈေးကိုလှမ်းမြင်ရပါပြီသွားရတာလည်းပိုလွယ်ပါတယ်ဒါကတော့တူးမြောင်းပါဗျညာဈေးကဒီတူးမြောင်းဘေးမှာဖွင့်ထားတာပါတူးမြောင်းတွေကလှေစိတ်ပါလှေစိတ်အစနေရပါပဲဗျဒီလှေစိတ်ကလှေတွေကိုတော့ကျွန်တော်လည်းတစ်ခါမှမစီးဘူးသေးတော့ဘယ်ရောက်တဲ့လှေတွေလည်းမပြောတတ်ဘူးဗျညာဈေးကိုပဲတွားကြည့်ရအောင်ပါဗျဒီညာဈေးက29ရက်မေလကနေ9ရက်ဇွန်လအထိ10ရက်ပဲရှိမဲ့ညာဈေးပါဗျညာဈေးမရှိတဲ့ရက်တွေဆိုရင်လည်းညနေခင်းဘက်အခုဒူးမြောင်းဘေးကိုလာပြီးတော့လဲလို့ရပါတယ်ဗျညာသေးမှာကဝင်ချင်းအဝတ်စားရောင်းတဲ့ဆိုင်လေးတွေနဲ့10ဘတ်တန်အိမ်အသုံးဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေကိုတွေ့ရပါတယ်ဗျ။ဘာယူ10ဘတ်ဆိုတော့မစိုးဘူးတန်တယ်လို့တော့ထင်ပါတယ်ဗျ။အိမ်သုံးပစ္စည်းပလတ်စတစ်ကောဖန်ခွက်လေးတွေကလည်း10ဘတ်ပဲရှိတာတွေ့ရပါတယ်။တူးမြောင်းဘေးရှောက်လန်းမှာဆိုင်တွေခင်းရောင်းတာဆိုတော့ရှောက်လန်းကတော့နည်းနည်းကျင်းတယ်ဗျ။ဒါကတော့အမျိုးသမီးဝတ်အထည်လေးတွေပါဘတ်100လောက်ကနေစပြီးတော့ရောင်းတာကိုတွေ့ရပါတယ်ဆိုင်တွေကတော့အရန်အများကြီးမရှိဘူးဗျfree food ဆိုင်လေးတွေနဲ့အဝတ်အစားအသုံးဆောင်လေးတွေရောင်းတဲ့ဆိုင်လေးတွေဆိုင်ငန်းပေါင်း50-60ဝန်းကျင်လောက်ရှိတာတွေ့ရပါတယ်ဖုန်းမှန်မကွဲကတ်တာနဲ့တခြားဖုန်းပစ္စည်းလေးတွေဆိုရင်ဘတ်50လောက်ကနေစပြီးတော့ဝယ်လို့ရတာပါမျက်မှန်ဆိုင်ကလည်းဘတ်50ပဲလို့တွေ့ရပါတယ်ဈေးကိုအလဲလာကြတဲ့သူအများစုကလည်းထိုင်းလူမျိုးတွေပဲဖြစ်ပါတယ်ဗျဆိုင်တွေကလည်းဈေးတက်တာပြီးတော့ဝယ်ရတာမစိုးဘူးတန်တယ်လို့ထင်ပါတယ်ဗျကလေးတွေစားတဲ့တိုလီမိုလီမုတ်မျိုးစုံကတစ်မျိုးကို10ဘတ်လောက်ကစပြီးရောင်းတာကိုတွေ့ရပါတယ်ဗျအခုလိုမျိုးခုံလေးတွေချပေးထားတဲ့ဆိုင်တွေလည်းရှိပါတယ်ဗျဒါဆိုရင်ခောက်ဆွဲဆိုင်မှာဒီကနေစပြီးတော့ street food နဲ့စားတောက်ဆိုင်တွေရဲ့နေရာဖြစ်သွားပါမယ်ဗျstreet food ဆိုင်တွေကတော့အတော်လေးစုံတာကိုတွေ့ရပါတယ်ဗျပေါ့ပေါ့ပါပါ street food တွေကတော့အများစုက10ဘတ်20လောက်ကနေစပြီးရောင်းတာကိုတွေ့ရပါတယ်အခြားညဈေးတွေမှာလည်းတွေ့နေကြမြင်နေကြအစားအသောက်တွေ street food တွေပါပဲဗျ
ဆူရှီဆိုင်အကျော်အစုံပင်လယ်သာအတုပ်ဆိုင်နဲ့ဒူရင်းနီးရာသီဆိုတော့ဒူရင်းနီးရောင်းတဲ့ဆိုင်တွေလည်းတွေ့ရပါတယ်ဗျဒီမှာဆိုရင်55ဘတ်နဲ့ရောင်းတာတွေ့ပါတယ်ဗျခေါ်ပုတ်နဲ့ဒီနားကဆိုင်တွေကတော့ထိုင်းမြောက်ပိုင်းကအစားအသောက်တွေရောင်းတဲ့ဆိုင်မျိုးတွေတွေ့ရပါတယ်ဒီဆိုင်မှာဆိုရင်ကူကီးတွေဝေဖာတွေဘီစကွတ်တွေဝယ်လို့ရပါတယ်တထုပ်ကို10ဘတ်တန်ကနေစပြီးတော့ရှိတာကိုတွေ့ရပါတယ်အလှမွေးငါးလေးတွေလည်းဝယ်လို့ရမယ်ဗျဒါဆိုရင်လည်းဒူးရင်းနီအလုံးလိုက်ရောင်းတဲ့ဆိုင်ပါဗျဒီနေ့ကတော့ဝါလံဖုံးပူတာဘေးနာကသူမြောက်မှာလုပ်တဲ့ညာသေးဗီဒီယိုပါဗျညာသေးက10ရက်ပဲလုံးမှာမို့လမ်းတင်ရင်ပဲဖြစ်ဖြစ်တခြားညာသေးတွေတွားရတာညင်းငွေနေရင်ပဲဖြစ်ဖြစ်တွားကြည့်ဖို့ညွှန်ပေးပြစီဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ